ဟိုတယ်ခီးသွွားလာရေးနဲ့ရင်ကျေးမှုဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်ဟာဒီကနေ့မှာပဲခူးတိုင်းဒေသကြီးပြည်မြို့ရှိကမ္ဘာအမွေနဲ့စီးဝင်ဒေသတရေခစ်တရာမြို့ဟောင်းတွင်ရှိငရင်တန်းကြောင့်ထိခိုက်ခဲ့တဲ့ဘောဘောကြီးစီရောပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်နေမှုပြုကိတကြိုမြုပ်နှံခဲ့တဲ့ထောက်ထားများရှိတဲ့အယိုးကုန်းတူးဖော်မှုကုန်းမှ53နဲ့ငရင်တန်းကြောင့်ထိခိုက်ခဲ့တဲ့လေးမျက်နှာကူပြပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါတယ်။အဲဒီနောက်ရှေးဟောင်းသုတေသနဤပညာသင်တန်းကျောင်းပြည်မှာတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးရင်းစည်းမှုအမွေအနှစ်များကိုရှာဖွေဖော်ထုတ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ပတ်သက်ပြီးပုံမူကျေပြန့်စွာသိရှိနိုင်စေရန်ပြည်သူလူထုကိုအသိပညာပေးဟောပြောခြင်းနဲ့စာသင်ကျောင်းများမှာအသိပညာပေး educated ပြုလုပ်ပြီးအသိပညာဘုသူတများတိုးတက်အောင်ဆောင်ရွက်စီလိုကြောင်းမှာကြားကောင်ရှေးဟောင်းပစ္စည်းများကိုသိပ္ပံနည်းကျတက်တန်းတွက်ချက်တဲ့တာမိုလူမီနက်ဆစ်တဲ့ဓာတ်ခွဲခန်းကိုကြည့်ရှုစစ်ဆေးပါတယ်။အဲဒီနောက်ပြည်မြို့အလင်္ကာဟိုတယ်မှာဌာနဆိုင်ရာများဟိုတယ်လုပ်ငန်းရှင်များအသင်းတရေခစ်တရာစုံမှတာဝန်ရှိသူများဟိုတယ်နှင့်တဲခိုကန်လုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီးပြည်ဒေသဟာပြည်ပခီးသွွားဧည့်သည်များစိတ်ဝင်စားတဲ့ဒေသတစ်ခုဖြစ်တဲ့အပြင်ယဉ်ကျေးမှုကိုအခြေခံတဲ့ခီးစဉ်ဒေသများစွာရှိတဲ့အတွက်ယဉ်ကျေးမှုနဲ့ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်မီဒီယာများမှကြော်ညာပြီးခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သွားရန်နဲ့ယဉ်ကျေးမှုနဲ့ခီးသွွားလုပ်ငန်းပူးပေါင်းပြီးဝိုင်းဝန်းစ조사ဆောင်ရွက်ရန်မှာကြားခဲ့တယ်လို့သတင်းရရှိပါရရှင်။